ရဲ့မှုတော်ဆောင်ဖက်ရေပုံမောင်နှမအကဲလို့ဖိခေါ်ပြီးမှအကဲလို့တင်နန်းစင်ပွဲလို့ရချင်းကြီးအောင်မြင်ချင်းတပါးဖြစ်တယ်ဆိုတော့ကျွန်တော်ပြောလိုပါတယ် ချင်းခါဒီဘုရားသခင်ရဲ့ကောင်းမြတ်မှုကျေးဇူးတော်တက်တက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်မိသားစုအနေနဲ့တက်ဆွမ်းနိုင်တဲ့အရာဆိုတာမရှိပါဘူးဘုရားသခင်ရဲ့အမှုတော်မြတ်မှာအစေခံတဲ့မိသားစုသာဖြစ်ပါတယ်အဲ့ဒီအစေခံတဲ့မိသားစုကိုအဘက်ဘက်ကနေပြီးတော့တစ်ဖက်တစ်လမ်းကနေတတ်နိုင်တဲ့အဘက်ဘက်ကနေဖြစ်ဖြစ်ဝိုင်းဝန်းကိုဝင်ပေးတဲ့ဘုရားသခင်ရဲ့အစေခံကောင်းမြတ်ဖြစ်တဲ့အားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ဘုရားခင်ရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီးပါစေအာမင်ပါကျေးဇူးကျမတို့ဒီနေ့ကျောင်းတက်နိုင်ပြီဆိုတာကျမတို့ရဲ့တော်ချင်းတက်ချင်းကြောင့်မဟုတ်ဘူးပေါ့နော်ဒီ3လတာအတွင်းကိုကျမတို့ကကျမ်းမာစွာနဲ့တက်နိုင်ခွင့်ကိုဖျားပေးခဲ့တယ်ဒီဟာပဲတော့လည်းဖျားရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်လို့